အပိုင်းတရစမှာတော့စာကြိုးလေးခါမယာတီကတနေရာဝယ်ထားနဲ့သွားနေအေးရကနေလန်နိုးလာခဲ့ပါတယ်တကယ်တော့ခါမယာတီကနိုင်ပိုင်းနဲ့စာချက်လို့ရမယ့်နေရာလေးဖြစ်တဲ့နတ်ကွန်းတစ်ခုမှလောက်နေထိုင်နေရပဲဖြစ်ပါတယ်နတ်တွေကိုယုံကြည်မရှိတဲ့သူ့အတွက်တော့နတ်ကွန်းမှာလာနေရတယ်ဆိုတဲ့ကိစ္စနည်းနည်းတော့ထူးဆန်းနေရပါတယ်ဒီလိုနဲ့သူတရားမဲ့အိမ်ရောက်တော့တကားကိုဆွဲဖွင့်လိုက်ပြီးသူရောက်ပြီးဆိုတဲ့အကြောင်းပြောလိုက်ပေမဲ့ဘာမှပြန်မပြောကြပါဘူးခါမယာတီလည်းလူမရှိဘူးထင်တဲ့အိမ်ထဲဝင်သွားခဲ့ပါတယ်ခန်းတစ်ခုရှိရောက်တဲ့အခါလူတန်ကြားလို့တကားဖွင့်မဲ့ကြံတော့အထက်ကမိန်းကလေးတွေအဝေးလဲနေတဲ့အတန်ကိုကြားလိုက်ရပါတယ်အင်ဒိုဆန်လေးခါမယာတီကတော့မဖွင့်လိုက်မိတာတော်သေးတယ်ဆိုပြီးတော့သူကိုယ်သူတော်ကောင်းကြီးစတိုင်နဲ့စိုက်ပြီးလိုက်ပါသေးတယ်အဲ့ချိန်မဲ့ခန်းတကားပွင့်သွားခဲ့ပြီးတော့အထက်ကနေလှပတဲ့စနေနှခိုင်တဲ့ကောင်မလေးတွေထွက်လာပါတယ်ခါမယာတီလည်းအဲ့ဒါကိုမြင်မြင်ချင်းပဲဖေနိုင်ရဲ့ကျသွားပြီးတော့နှာခေါင်းသွေးပါထွက်သွားပါတယ်ပြီးတာနဲ့အထက်ကကောင်မလေးလည်းအင်ဂျီတွေအမြန်ဝစ်ပြီးတော့ခါမယာတီကိုနှာဘူးကောင်ဆိုပြီးရန်တွေလှုပ်ပြီးစားတွေနဲ့ပါပတ်ပါတော့တယ်တကယ်တော့အဲ့ကောင်မလေး၃ယောက်ကမီကိုတွေဖြစ်ပြီးတော့နတ်ကွန်းမှာနေထိုင်ကြတာပါခါမယာတီလည်းခုနဖြစ်သွားတဲ့ကိစ္စကိုတောင်းပန်လိုက်ပြီးသူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်ဒါပေမဲ့ယူနာကတော့မီကိုရီရဲ့ရင်သားတွေကိုကြည့်တာဘလို့မှခွင့်လို့မရလို့တောင်းကျမ်းနေပါတယ်ဂါမန်တီကသူ့ကိုလာတဲဖို့ခေါ်ထားတဲ့ဆရာရောလို့မေးလို့ရဲကဆရာကမနှက်ဖြန်မှပြန်အောင်မယ်ပြောပြီးသူကကာမယာတီထက်အသက်ပိုကြီးတော့မမလို့အားကိုးရပါတယ်ဘာညာနဲ့ဈေးပန်းစခင်းပါတယ်အစာကြီးကလည်းသူကအငယ်ဆုံးမလို့ချွဲမယ်တော်တို့ဘာလို့ထားလို့ပြန်ပါတယ်အခုဒီခဲမချေသေးတဲ့ယူနာကတော့လက်ကားလာနေတဲ့နှာဘူးကောင်မကျင်တတ်ဘူးလို့ပြောပါတယ်ခါမယာတီကလည်းအေးစိစာချက်ဖို့သာလာတာဖြစ်ပြီးဘယ်သူမှမခင်ချင်ဘူးလို့ပြောလို့နှစ်ယောက်သားအခြေတင်ဖြစ်နေကြပါတယ်အဲ့လိုနဲ့ခါမယာတီနေမဲ့အခန်းကိုရဲကလိုက်ပြပေးပါတယ်ပြီးတော့ဒီခန်းကိုသူရှင်းထားတာဆိုပြီးတော့ဗီဒီယိုဖွင့်လိုက်တာရှုပ်ပွားနဲ့စက်ကူဘုံတွေပြုတ်ကျလာပါတော့တယ်ခါမယာတီလည်းရဲဘော်ပြုတ်ကျမှာဆိုလို့သွားကူပေးရကနေနှစ်ယောက်သားလုံးထွေးပြီးတော့ယူနာလာကြည့်တဲ့အချိန်ထင်လွဲစရာတွေဖြစ်ကုန်ပါတယ်အေးစိစာချက်ချင်လို့လာနေတဲ့ခါမယာတီလည်းတလွဲတွေကြီးဖြစ်နေတာကြောင့်စိတ်ညစ်နေရပါတယ်အဲ့ချိန်အစာကြီးကခင်ချင်လို့ပါဆိုပြီးတော့အတော်တွေဖြစ်ပြနေပါတယ်ပြီးတော့ခါမယာတီရဲ့အထုပ်ထဲမှာအပြာစာတော့ရှိမှာပဲဆိုပြီးမှွေနှောက်ရှာနေပါတယ်အောင်နောက်လာတဲ့ခါမယာတီလည်းတားဖို့လုပ်တဲ့အဝတ်ကိုနေပြီးတော့ချော်လဲသွားတဲ့အတွက်ထပ်ပြီးလုံးထွေးသွားသလိုယူနာလာကြည့်တဲ့ချိန်ထပ်ပြီးအထင်လွဲခံရပြန်ပါတယ်ခက်ခဲရီကြားစာချက်လို့ပြီးသွားတဲ့ခါမယာတီကတော့လမ်းသွားအောင်မျက်နှာထားတစ်ပါတယ်အဲ့ချိန်ယူနာအိတ်နဲ့အခန်းရှိရောက်တဲ့ချိန်ယူနာအေးနေတဲ့အတွက်နှာစီးနေပါတယ်သူတော်ကောင်းခါမယာတီလည်းအိပ်ပျော်နေယူနာကိုစောင်းသွားချုံပေးတဲ့ချိန်ယူနာနိုးလာတာကြောင့်လှမ်းပြီးထအော်လိုက်ပါတယ်ညီမနှစ်ယောက်လည်းယူနာအတန်ကြားလို့လာကြည့်တဲ့ချိန်ထပ်ပြီးအထင်လွဲကုန်ကြပြန်ပါတယ်အဲ့နောက်မှာတော့ခါမယာတီကယူမတို့ညီမ၃ယောက်လုံနေတဲ့စူတောင်းစာလေးတွေကိုကြည့်ပြီးပတ်စံလည်းသိမ့်မရပဲဘာလို့လုံနေကြလဲလို့မေးလိုက်ပါတယ်ယူနာတို့ကတော့ပတ်စံမရလဲသူတို့ရဲ့ယုံကြည်မှုကြောင့်လှုပ်တာဖြစ်ပြီးစုံမသွားပြီဖြစ်တဲ့သူတို့အမေရဲ့ယုံကြည်မှုကိုထိမ့်သိမ်းပေးတာလို့ပြောပြပါတယ်အဲ့ဒါပြင်သူတို့အမေပေးခဲ့တဲ့ချီချိုးလေးတွေကိုလည်း၃ယောက်လုံးခုထိစောင်းထားတုံးဖြစ်ပါတယ်နည်းနည်းပြည်လည်မှုရသွားတဲ့အတွက်ခါမယာတီကိုလည်းအင်တာဗျူးကြပါတယ်ခါမယာတီကတော့သူကဆေးတောင်းတက်မှာလို့ပြောပါတယ်အဲစကားကြားလိုက်တော့ယူနာကျဲမိုးရွာရင်ရေတွက်ချိုးပြီးတော့နတ်တွေစီမှာဆူတောင်းပါလားလို့ပြောပါတယ်နတ်တွေဆိုယုံကြည်လုံးဝမရှိတဲ့ကာမယာတီကတော့ကြောင်တောင်တော်တွေစိတ်ဝင်စားဘူးလို့ပြောလို့ယူနာတယောက်ပေါက်ကွဲသွားပါတယ်နောက်နေ့မနက်မှာတော့မီကိုတို့လည်းလာဆူတောင်းတဲ့လူတွေကိုအကူအညီပေးနေနိုင်ငံသားကလေးမလေးတယောက်ရောက်လာလို့အင်္ဂလိပ်လိုမပြောတတ်တဲ့ယူနာတယောက်တိုင်ပတ်နေပါတယ်အဲချိန်ကာမယာတီကစကေးဝင်ပြလိုက်ပါတယ်နောက်ပြီးတော့ foreigner တလောက်လာနေရတော့အင်္ဂလိပ်တက်အောင်မတင်ထားဘူးလားလို့ယူနာကို blame နေပါတယ်ယူနာလည်းစိတ်တူသွားပြီးမဲ့ကာမယာတီပြောတာကမှန်နေတော့သူလည်းအင်္ဂလိပ်စာတက်အောင်လုပ်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မဲ့လေပြင်းတစ်ခုတိုက်ခတ်ပြီးတော့ယူနာတန်ဖိုးထားတဲ့သူ့မေရဲ့ချီချိုးလေးကိုငှက်တကောင်ကယူပြီးပြန်တက်သွားခဲ့ပါတယ်ကျန်တဲ့ညီမတွေလည်းယူနာကိုစိတ်ညစ်ဖို့အားပေးနေပြီးတော့သူတို့တွေနတ်စီမှာဆူတောင်းပြန်ရမှာပါလို့ပြောလိုက်ပါတယ်အဲ့စကားကြားတဲ့ကကာမယာတဲကကိုတန်ဖိုးထားတဲ့ပစ္စည်းပြောက်တာတော့နတ်တွေကိုအားကိုးနေတာအတိတ်ပဲမရှိပဲကိုပဲအားကိုးတင်တယ်လို့စိတ်တူနဲ့ပြောပါတယ်တကယ်တော့ကာမယာတဲမှာနတ်တွေနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်တစ်ခုခုရှိနေခဲ့ပုံပါပဲအဲ့လိုနဲ့နတ်တွေဟာလူတွေအတွက်အားကိုးရပဲလို့ယုံကြည်ကြတဲ့ယူနာတို့ညီမ၃ယောက်နဲ့နတ်တွေကိုတစ်စက်ကလေးမှယုံကြည်မရှိတဲ့ခါမယာတဲတို့ကြားမှာစိတ်ကူးစရာလေးတွေပေါက်ဖွာလာပါတော့တယ်။ညကျတော့ခါမယာတဲရဲ့အခန်းထဲကိုအစာကြီးနဲ့ရာအီတို့ရောက်လာတဲ့အခါခါမယာတဲကိုမတွေ့ရတော့လို့ရာအီကအဲ့ဒီကောင်လေးညနေတော့နတ်တွေကိုစော်ကားလို့နတ်ဖွဲ့ခံလိုက်တာထင်တယ်ဆိုပြီးထငုံနေပါသေးတယ်။ပြီးတော့ခါမယာတဲရဲ့အခန်းဝင်နောက်ကြရင်နဲ့ခါမယာတဲငငယ်တုန်းကသူ့မိနဲ့တွဲရိုက်ထားတဲ့ပုံလေးကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကိုမြင်လိုက်တော့မှရာအီတို့ညီမတွေကလည်းသူတို့ဖိုးပြောပြခဲ့တာကိုသတိရသွားပါတယ်။အဲ့ဒါတော့ခါမယာတဲရဲ့အမေကငငယ်ကလေးကဆုံးပါသွားပြီးခါမယာတဲကတော့မိဘမဲ့ဂေဟာပါကြီးပြင်းလာခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်ခါမယာတဲငငယ်တုန်းကသူ့မိနဲ့ပြန်တွေ့ရဖို့ကိုနတ်တွေစီမှာနေတိုင်းဆူတောင်းပေမဲ့သူ့ဆူတောင်းမပြေခဲ့တာကြောင့်နတ်တွေကိုစိတ်နာသွားတာနေမယ်လို့ပြောပါတယ်။ရိုင်ကတော့သူတို့အမနဲ့ခါမယာတဲတို့ကအချင်းချင်းတော်တော်တူကြလို့အဆင်ပြေမှာပါလို့ပြောပါတယ်။အဲ့ဒီเจ้าတွေကိုခန်းပြင်မှာရှိနေယူနာကကြားသွားခဲ့ပါတယ်။တပတ်မှာတော့ခါမယာတဲကယူနာရဲ့ပျောက်သွားတဲ့ချီတိုးလေးကိုငှက်တိုက်တွေတဲ့အသေးအံလိုက်ရှာပေးနေတာဖြစ်ပါတယ်။ဘလို့မှမတွေ့တော့တဲ့ဆုံးခါမယာတဲလဲနတ်တွေစီမှာဆူတောင်းရင်ကောင်းမလားလို့တွေးလိုက်မိပါတယ်။အဲချိန်ခါမယာတဲရဲ့အကြောင်းတွေကိုသိသွားတဲ့ယူနာကတော့ခါမယာတဲကိုလိုက်ရှာရင်းနဲ့လုံးဝမထင်မှတ်ထားတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတော့တယ်။
အဲ့ဒါကတော့ခါမယာတဲကယူနာပျောက်သွားတဲ့ကြီးကျိုးလေးကိုပြန်တွေးပါသည်ဆိုပြီးနတ်စင်ရှိမှဆူတောင်းနေရပဲဖြစ်ပါတယ်ယူနာလည်းရှက်သွေးလေးဖြာသွားပြီးတော့ခါမယာတဲရဲ့ဘေးနာကိုကတ်လိုက်သွားပါတယ်ပြီးတော့ဆူတောင်းရင်အတန်ထွက်ပြီးတော့ကြဲကြဲဆူတောင်းမှနတ်တွေကကြားမှာပေါ့လို့ပြောလိုက်ပါတယ်ခါမယာတဲကလည်းညနေကပြောလိုက်ပြီးတော့တောင်းပန်ကြောင်းပြောပြီးယူနာလည်းသူ့အတွက်အပင်ပန်းခံပြီးတဲ့ခါမယာတဲပေါ်အမြင်တွေပြောင်းလဲသွားပြီးတော့နတ်ကွန်းမှာနေဖို့ခွင့်ပြုပေးပါမယ်လို့ပြောပါတယ်ကောင်းကင်ရောက်နေမှညီမနှစ်ယောက်လာပြီးတော့နှောက်ယှက်တာကြောင့်ယူနာလည်းပြန်လိုက်သွားခဲ့ရပါတယ်အဲ့လိုနဲ့သူတို့၄ယောက်သားလမ်းလျှောက်ပြန်နေတဲ့အချိန်ဖြစ်ဆန်းတစ်ခုစတင်ဖြစ်လာပါတယ်အဲ့ဒါကတော့ကြွေကြနေတဲ့ဆာကူရာပွင့်ဘက်လေးတွေကနေအယောင်တွေတောက်ပလာခဲ့ပြီးတော့ဆူတောင်းပြေကျဲမိုးတွေရွာလာပဲဖြစ်ပါတယ်အကုန်လုံးလည်းအန်အောနေတဲ့အချိန်ကောင်းပါတဲ့ခါမီကတော့ကျဲကြွေတဲ့အချိန်နဲ့ဆာကူရာပန်းပွင့်တဲ့အချိန်တိုက်ဆိုင်သွားတာဖြစ်ပြီးတော့ဘာမှမထူးဆန်းပါဘူးလို့ခက်ချေချေပြောလိုက်ပါတယ်အဲ့ဒါနဲ့ယူနာကနင်းရှိမှရှိနေငါတို့၃ယောက်အလှကရောမထူးဆန်းဘူးလားလို့မေးလိုက်ပါတယ်ခါမီယာတဲလည်းတစ်ချက်ကြည့်လိုက်ပြီးတော့အရန်လှနေကြတဲ့အတွက်ထူးဆန်းတယ်လို့ပြောလိုက်ရပါတယ်အဲ့ဒါကြောင့်ညီမ၃ယောက်ကတော့သူတို့နဲ့အတူတူနေခွင့်ရတာဟာထူးဆန်းတာပဲဖြစ်ပြီးတော့ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုမစော်ကားဖို့ခါမယာတဲကိုပြောနေတဲ့အချိန်မှာပဲသူတို့ပေါ်တဲတဲကငှက်သားတစ်ခုပေါ်မှာရှိနေတဲ့ယူနာရဲ့ဂျီဂျိုးလေးကသူတို့စီကိုပြုတ်ကျလာပြီးတပိုင်းပြီးသွားပါတယ်